Cardi ဟာသူမရဲ့ Little Mix Drama နဲ့လက်ဖြောပြပွဲအဖွင့်ညမှာဘာကြောင့်ဝစ်စုံရှစ်စုံတောင်လဲခဲ့ရတယ်လဲဆိုတာအံ့ဩစရာမရှိပါဘူး။ဒါဟာသူမရဲ့ရီးစားဟောင်း Stefan Diggs ကိုလက်စားချေတဲ့နီးလန်းတစ်ခုဖြစ်ခဲ့ပါတယ်။ Cardi ရဲ့ Little Mix Drama ဖြောပြပွဲဟာအခုလေးတင်စတင်ခဲ့တာဖြစ်ပြီးအဖွင့်ညမှာတင်ဝစ်စုံရှစ်ကြိမ်ပြောင်းလဲဝစ်ဆင်ခဲ့တာကြောင့်လူမှုကွန်ရက်မှာချက်ချင်းဆိုသလိုနာမည်ကြီးသွားခဲ့ပါတယ်။အဆိုတော်အများစုဟာဝစ်စုံတစ်စုံဒါမှမဟုတ်နှစ်စုံလောက်ပဲလဲလေးရှိပေမဲ့ Cardi ကတော့အထာတစ်တွေနဲ့ခဏခဏပြန်ထွက်လာခဲ့တာကြောင့်ဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးလို့လူတွေကထင်နေကြပါတယ်။ဒါဟာမင်းငါကိုဆုံးရှုံးသွားပြီဆိုတဲ့ message တစ်ခုပေးလိုက်တာလို့ယူဆနေကြပါတယ်။ပရိသတ်တွေကတော့ဒီဖြောပြပွဲဟာသူမရဲ့ပြန်လာခြင်းတင်မကပဲဂီတထက်ပိုတဲ့ထိရောက်တဲ့တုံ့ပြန်မှုတစ်ခုလို့ပြောနေကြပါတယ်။ဝစ်စုံတစ်ခုချင်းစီကသူမနဲ့မထိုက်တန်တဲ့အမျိုးသားတစ်ယောက်ကိုစွန့်ပစ်လိုက်တယ်လို့မျိုးပြတ်သားပြီးရိုးရှင်းတဲ့ခံစားချက်ကိုပေးစွမ်းပါတယ်။သူမကငါလိုရှိတဲ့အချိန်မှာငါပြောင်းလဲနိုင်တဲ့တောင်းပန်နေမှာမဟုတ်ဘူးအလျှော့ပေးမှာမဟုတ်ဘူးလို့ပြောလိုက်တယ်လို့ပါပဲ။ဒါပေမဲ့လူတိုင်းကိုစကားပြောဖြစ်စေတဲ့အချက်ကတော့သူမရဲ့ရီးစားဟောင်းဟာလမ်းခွဲပြီးကလေးကအခြေအနေတွေဆိုးရွားနေတယ်လို့ထင်နေကြတာပါ။သတင်းဆိုးတွေရှုပ်ထွေးမှုတွေနဲ့လူတွေရဲ့လှောင်ပြောင်မှုတွေကြုံနေရချိန်မှာ Cardi ကတော့အောင်နိုင်သူတစ်ယောက်လိုဖြစ်နေပါတယ်။နောက်ဆုံးအနေနဲ့ Cardi ဟာလမ်းခွဲမှုကြောင့်ထိခိုက်မှုမရှိတဲ့ပုံစံမျိုးတွေ့ရပါတယ်။ဝစ်စုံတိုင်းဟာအစီအစဉ်တကျပြင်ဆင်ထားတဲ့အာဏာပြကွက်တွေလိုပါပဲ။ဒီဇိုင်းဆန်ဖက်ရှင်တွေလမ်းဘေးဖက်ရှင်အလှပတွေနဲ့စိန်ခံစွမ်းအင်တွေပြောင်းလဲမှုတိုင်းဟာဘရင်မတပါပြန်လဲဝင်ရောက်လာတယ်လို့ပါပဲ။ဒါဟာဖက်ရှင်ကိုလက်နက်တစ်ခုလိုအသုံးချလိုက်တာပါ။ဒါဟာယုံကြည်မှုအပြည့်နဲ့ပြတ်တက်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မေးစရာရှိတာကဒါဟာအဆင့်တန်းရှိဆုံးလက်စားချေမှုလားဒါမှမဟုတ်အပိုးတွေလုံနေတာလား။တင်ရောဆိုရင်ဝစ်စုံရှစ်စုံလဲမလား။ Yes ဒါမှမဟုတ် no လို့မှတ်ချက်ပေးခဲ့ပါဦး